မင်္ဂလာပါ distribution ကနေပြီးပြန်လဲကြိုးဆိုလိုက်ပါတယ်ဒီနေ့မှာကြတော့ငွေအရန်ဝင်စေတဲ့เนาะ abundant ritual လေးပြုလုပ်နေကိုမျှဝေပေးတော့မှာဖြစ်ပါတယ်ရိုးရိုးကြီးကြီးနဲ့တာလုပ်ပါเนาะအရန်ဝင်ချမ်းပါတယ်ဒါဖြူကိုယ်တိုင်လဲလုပ်တာဖြစ်ပါတယ်เนาะဒါဆိုလို့ရှိရင်တော့အတူတူဗီဒီယိုလေးကိုကြည့်ရအောင်เนาะပုံမှန်ပြထားတဲ့အတိုင်းလေးကိုလုပ်သွားမှာဖြစ်တယ်အရင်ဦးစွာကကြတော့ဖန်ခွက်အကြည့်အောင်လေးတလို့လိုအပ်ပါတယ်เนาะဖန်ခွက်အကြည့်အောင်လေးတလို့လိုအပ်ပါတယ်ပြီးရင်အိမ်မှာမိမိသုံးနေကြเนาะအမွှေးတိုင်ပေါ့အမွှေးတိုင်ရဲ့အငွေ့ကလေးနဲ့သူ့ကိုတတ်ဆင်လိုက်မယ်เนาะဖန်ခွက်လေးမှာတတ်ဆင်လိုက်မယ်ဒီဖန်ခွက်တွေကကြတော့ကိုကအိမ်မှာရာတုံးထားတာပေါ့နော်တုံးထားတဲ့ဘန်ခွက်တွေဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့ဒါကြောင့်မလို့ energy မကောင်းတဲ့ energy တွေကြံခဲ့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအမွှေးတိုင်ရဲ့ငွေ့ကလေးနဲ့တတ်ဆင်လိုက်မှာဖြစ်ပါတယ်เนาะမွှေးတိုင်ရဲ့ငွေ့ကလေးနဲ့တတ်ဆင်လိုက်တဲ့ခါကျလို့ရှိရင် energy က cleansing ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဖန်ခွက်လေးတစ်ခုတတ်ဆင်လိုက်ပြီးသွားပြီဆိုလို့ရှိရင်တော့နောက်ထပ်လိုအပ်တဲ့ပစ္စည်းတွေကကြတော့ပဲပေါ့နော်ပဲနီလေးဖြစ်ပါတယ်เนาะမိမိတို့အိမ်မှာသုံးနေကြဖြစ်တဲ့ပဲနီလေးဖြစ်ပါတယ်အဲ့ဒီပဲနီလေးကိုအထဲမှာပေါ့နော်ငါးစွန်းထက်ပါเนาะငါးစွန်းပဲနီလေးကိုငါးစွန်းထက်မယ်ပဲနီလေးကကြတော့ပိုးကြွယ်ဝခြင်းကိုကိုစားပြုတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပဲနီလေးငါးစွန်းကိုထည့်လိုက်ပါပဲနီလေးတွေကကြတော့လူတိုင်းသုံးနေကြဖြစ်တယ်ပေါ့နော်ပဲနီလေးငါးစွန်းကိုထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့နောက်ထပ်ကပြည့်စုံကြွယ်ဝခြင်းကိုကိုစားပြုတဲ့ဆန်ပေါ့နော်ဆန်ကိုထည့်လိုက်မယ်ဆန်လည်းပိုးကြွယ်ဝခြင်းတွေပြည့်စုံကြွယ်ဝခြင်းတွေကိုကိုစားပြုတဲ့ဓာတ်တစ်မျိုးဖြစ်ပါတယ်ဆန်ကကြတော့ဒီလက်တဆိုးစာပေါ့ဒါမှမဟုတ်လို့ရှိရင်လည်းဖန်ခွက်တစ်ခွက်စာပေါ့အဲ့လိုမျိုးလည်းရတယ်เนาะဖန်ခွက်တစ်ခွက်စာဆိုတာခွက်သေးသေးလို့ပြောတာเนาะပြီးသွားပြီဆိုလို့ရှိရင်တော့ကရဝေးရွက်ဖြစ်ပါတယ်ကရဝေးရွက်ကို6ရွက်ထပ်ပါเนาะကရဝေးရွက်6ရွက်ထပ်မယ်အဲမှာကရဝေးရွက်6ရွက်ကိုထပ်လိုက်ပါတကယ်တော့ကိုမှာကရဝေးရွက်မရှိဘူးဆိုလို့ရှိရင်လည်းဒီအခုကလအော်ရွက်ဆိုတဲ့ရွက်လိုမျိုးလည်းရပါတယ်เนาะကလဝေးရွက်6ရွက်ထပ်မယ်ကလဝေးရွက်6ရွက်ကကရဝေးရွက်ဆိုလို့ရှိရင်ငွေကြေးနဲ့ပတ်သက်ပြီးတော့မှအဆင်ပြေစေတယ် ritual တိုင်းမှာလည်းအမြဲတမ်းထည့်တယ်ပေါ့เนาะနောက်တစ်ခုကကြတော့တစ်ချပိုးခောက်ပေါ့နော်တစ်ချပိုးအချောင်းလေးတွေပေါ့တစ်ချပိုးအချောင်းလေးတွေအတူလေးကိုငါးချောင်းပေါ့နော်ငါးချောင်းထည့်မယ်တစ်ချပိုး6ငါးချောင်းထည့်မယ်အတူလေးတွေကိုချိုးပြီးတော့မှတစ်ချပိုးအချောင်းငါးချောင်းထည့်မယ်တစ်ချပိုးလေးတွေကကြတော့လဲငွေချင်းနဲ့ပတ်သက်ပြီးတော့မှစေဝါလာပါတွေကိုကိုစားပြုတာဖြစ်တယ်ပြီးရင်တော့လေးညင်းပွဲလက်တဆုပ်ပေါ့နော်လေးညင်းပွဲကကြတော့လက်တဆုပ်စာကိုထည့်လိုက်ပါဘယ်နဲ့ပွဲဆိုတာမဟုတ်ဘူးလက်တဆုပ်ပေါ့နော်လက်တဆုပ်စာကိုထည့်လိုက်မယ်အဲ့ဒီလက်တဆုပ်စာထည့်လိုက်အောင်လေးညင်းပွဲကလည်းငွေကြေးနဲ့စီးပွားလာပါတွေကိုပွင့်လင်းစေတာဖြစ်ပါတယ်ပေါ့နော်ပြီးရင်တော့အကျွေးစီကိုစီပေါ့နော်အကျွေးစီမရှိတဲ့သူကကြတော့ငွေစက်ကူကိုခောက်ပြီးတော့ကိုရွက်ထည့်လိုက်ပါတကယ်လို့ကျွေးစီရှိတဲ့သူကတော့အကျွေးစီကိုထည့်ပေးပါเนาะကျွေးစီကိုထည့်ပေးပါဆိုရှင်တော့ဒီ ritual တွေကပြီးသွားပြီမိမိအလုပ်လုပ်တဲ့စပွဲခုပ်ပေါ်မှာတင်ထားလို့ရပါပြီဒါဆိုလို့ရှင်တော့အားလုံးဆင်ပြေကြပါစေနောက်တဲ့ဗီဒီယိုမှာပြန်ဆိုကြပါမယ်ကျေးဇူးတင်ပါတယ်